ဒီဇလန်ကတော့လူသားတွေချီကာဂိုမှာလျှက်စစ်မီကောင်းကောင်းကြီးသုံးနေရသေးတဲ့အတိတ်ကအချိန်ကောင်းလေးတစ်ခုနဲ့စတင်ထားပါတယ်။သမီးကြီးမလေးချာလီကကာတွန်းကြည့်နေပြီးတားငယ်လေးဒန်နီကအပန်းနဲ့စောနေတယ်လို့သူတို့အမေရေချဲကတော့ဖုံးပြောလို့အလုပ်ရှုပ်နေတာပေါ့။အဲ့ဒီအချိန်မှာပဲအဖေဖြစ်သူဘန်ကအိမ်ထဲကိုမျက်နှာပြက်ပြက်နဲ့ပြေးဝင်လာပြီးသူတို့မှအချိန်သိမ့်မရှိတော့ဘူးလို့ပြောပါတယ်။ရေချဲကလည်းသူ့ဘာကိုဆိုလိုလဲဆိုတာသိနေတဲ့ပုံမှာပဲတခြားတနေရာမှာတော့လူမျိုးအဝေးပြေးလမ်းမကြီးပေါ်မှာကားမောင်းသွားဒါနေတာကိုမြင်ရမှာဖြစ်ပြီးအဲ့ဒီထဲကတယောက်ကဘန်ရဲ့ညီမိုင်းဖြစ်ပြီးနောက်တစ်ယောက်ကတော့သူ့တငယ်ချင်းပါမိုင်းစီကိုဘန်ကဖုံးဆက်ပြီးအရာအားလုံးပိတ်သွားတော့မယ်ဘယ်တော့မှလည်းပြန်ပွင့်လာမှာမဟုတ်ဘူးလို့စိုးရိမ်တကြီးနဲ့လှမ်းပြောပါတယ်မိုင်းကလည်းကြောင်သွားပြီးစိတ်အေးထားပြီးရှင်းပြဖို့ပြောပေမဲ့အဲ့ဒီအချိန်မှာပဲသူ့ဖုန်းကြီးအလိုလျောက်ပိတ်သွားခဲ့ပါတယ်တပြိုင်နက်တည်းမှာပဲသူ့တငယ်ချင်းရဲ့စမတ်ဖုန်းလည်းမြင်းမောင်သွားခဲ့တာပေါ့တစ်ဖက်မှာလည်းလျှက်စစ်မီတွေမိတ်တုံဖြစ်လာတာကြောင့်ဘန်ကသူ့ရဲ့ laptop ကိုစစ်ဆေးလိုက်ရဖိုင်တွေဒေါင်းလုတ်ဆွဲနေတာကိုတွေ့ရပြီးကံကောင်းထောက်မှတ်စွာနဲ့တရားရာခိုင်နှုန်းပြည့်သွားခဲ့ပါတယ်အဲ့ဒီနောက်မှာတော့သူက laptop ထဲက OS ကိုဆွဲထုတ်ပြီးတတုတိကံပုံစံဆွဲတီးလေးတစ်ခုတည်းကိုထည့်လိုက်ပါတယ်လမ်းမကြီးပေါ်မှာတော့ Miles နဲ့သူ့တငယ်ချင်းကဆက်ရက်သွားတဲ့ကားပေါ်ကဆင်းပြီးကားရဲ့ရှေ့မီတွေတစီးမိတ်သွားတာကိုမျက်ဝါးထင်တွေ့လိုက်ရပါတယ်လေရင်တွေဟိုနာဒီနာပြစ်ကြကုန်ဒီ transformer တွေပောက်ကွဲကမီးလောင်ကုန်တယ်လို့နာမည်ကြီးဝီလစ်တာဝါကြီးတောင်မှောင်တိကျသွားခဲ့ရပါတယ်။အဲဒီနောက်ကဘာကြီးရဲ့မြင်ကွင်းကိုအပေါ်ကနေပြတ်တရမှာတော့နေရာအနှံ့မှာမီးတွေငိမ့်သွားတာကိုမြင်ရမှာဖြစ်ပြီးအမေရိကန်ရဲ့အရှေ့မြောက်ဘက်ကနေစတင်ကအနောက်ဘက်နဲ့တောင်ဘက်ထိပြန့်နှံ့သွားခဲ့ပါတယ်။ကဘာကြီးတစ်ခုလုံးပယမ်းပါတာဖြစ်သွားခဲ့ပြီးဖျောင်းတိုင်မီအောက်မှာခဲကစားစာအုပ်ဖက်ရမယ့်အချိန်ရောက်လာခဲ့ပါပြီ။ဒီလိုကံကြမ္မာမျိုးကတော့ကျန်းစရီအတွက်ဒေတာထက်ပိုဆိုးတဲ့အခြေအနေပေါ့။အဲဒီနောက်အတန်နောက်ခံပြောသူကဒီလိုကန်ဆိုးမှုမှောင်ကြတဲ့နေ့ကနေ15နှစ်ကြာသွားခဲ့ပြီလို့ပြောပြပါတယ်။မီးပြတ်သွားပြီးတဲ့နောက်ဘာမှအလုံးမလုပ်တော့ပဲလျှက်စစ်ပစ္စည်းတွေအားလုံးသုံးစားမရဖြစ်ကုန်တယ်လို့ကားအင်ဂျင်တွေလေယာဉ်နာပိုင်တွေနဲ့ဘက်ထရီအသေးလေးတွေပါအလုံးမလုပ်တော့ပါဘူးဒါကပဲစေဝါမရှိလို့အစုလိုက်အပြုံလိုက်တည်ဆုံးတာမီးတက်ကမရှိပဲမီးလောင်တာစက်ယုံတွေမရှိပဲအစားတောက်ပြက်လက်တာစတဲ့ဆွေးကြိုးတွေကိုစက်တိုက်ဖြစ်ပေါ်စေခဲ့ပါတယ်မကြခင်မှာပဲအစိုးရတွေပြိုလဲပြီးလက်နက်ကင်အဖွဲ့တွေပေါ်ပေါက်လာခဲ့ပါတယ်မီးပြတ်ပြီးနောက်အမေရိကန်နိုင်ငံဟာမွေရိုးသမ္မတနိုင်ငံဂျော်ဂျီယာဖက်ဒရယ်ပလိန်းနိုင်ငံတက်ဆတ်ကာလီဖိုးနီးယားတနတ်တဟာရနဲ့လူတူမနေတဲ့တောရိုင်းမြေဆိုပြီး6ပိုင်းကွဲသွားခဲ့ပါတယ်မြို့တွေရဲ့ကြောက်စရာကောင်းတဲ့အခြေအနေကြောင့်လူအများစုကပိုဘေးကင်းတဲ့တခြားနေရာတွေကိုထွက်ခွာသွားကြပြီးဘန်တို့မိသားစုလည်းတောရွာလေးတစ်ခုကိုပြောင်းရွှေ့နေထိုင်ခဲ့ကြသူတွေထဲမှာပါဝင်ပါတယ်အဲ့ဒါကတော့လူရကနန်းလောက်ပဲအခြေချနေထိုင်တဲ့မွေရိုးသမ္မတနိုင်ငံတွေကငင်းချမ်းတဲ့နယ်မြေလေးတစ်ခုပါဘန်ရဲ့ဇနီးရေချေကလွန်ခဲ့တဲ့နှစ်အနည်းငယ်ကဆုံးပါသွားခဲ့ပြီးအခုတော့သူကမက်ကီဆိုတဲ့ပြည်တိန်လူမျိုးဆရာဝန်မလေးဖြစ်ရောက်နေတွဲနေတာကိုသိရပါတယ်ကလေးတွေဖြစ်တဲ့ဒန်နီနဲ့ချာလီတို့လည်းအခုဆိုအရွယ်ရောက်ကုန်ကြပါပြီဒါပေမဲ့ဒန်နီကရင်ကျက်ယောဂအပြင်းထန်ရှိတာကြောင့်တယောက်တည်းပစ်ထားဖို့အားနည်းလုံးပါတယ်တနေ့မှာတော့ချာလီကမောင်လေးနဲ့အတူတောထဲရောက်နေတော့စွန့်ပစ်ထားတဲ့ကားအိမ်လေးတစ်စီးကိုတွေ့သွားပါတယ်သူမကစိတ်ဝင်စားလို့အထက်ဝင်ကြည့်ရာမီနီရေခဲတက်တာအသေးလေးကိုတွေ့ပြီးတခုခုကိုတတိယသွားစေပါတယ်အဲ့ဒါကတော့မီးပြက်ပြီးမိနစ်ပိုင်းလိုမှရေခဲမုံတွေအရေးမပြောခင်သူမရဲ့မိဘတွေကဒါဟာသူမနောက်ဆုံးစားရမယ့်ရေခဲမုံဖြစ်လို့အကုန်စားခိုင်းခဲ့တဲ့အတိတ်ကြောင့်ပါပဲရက်အနှဲငယ်ကြာမှာတော့ချာလီတယောက်တော်တဲ့ကိုပုံမှန်တိုင်းစူးစမ်းလေ့လာဖို့ထွက်နေတော့မွေရိုးသမ္မတနိုင်ငံရဲ့အဓိကစစ်တပ်ဖြစ်တဲ့မွေရိုးစစ်တပ်ကရွာထဲကိုဝင်ရောက်စီးနင်းมาတော့တဲ့အဲ့ဒီစစ်သားတွေရဲ့လက်ကောက်ဝတ်မှာမွေရိုးသမ္မတနိုင်ငံရဲ့တစိ့ကိုရိုက်နေထားပြီးသူတို့ကမေရီလန်းအတွက်တစ္ဆာခံတွေအားမဟုတ်ပါဘူးစစ်တပ်အဖွဲ့ဝင်တွေဆိုတာကိုခွဲခြားနိုင်ဖို့ပါဒီရွာကမွေရိုးသမ္မတနိုင်ငံထဲမှာရှိတာကြောင့်ရွာသားတွေအနေနဲ့အခွန်အနေနဲ့သူတို့ရဲ့တည်နှံတွေကိုပေးဆောင်ဖို့တာဝန်ရှိပါတယ်ဒါပေမဲ့ဘန်ကတော့ဒါဟာအကုန်ပြဿနာတက်တက်ပို့ရဲဆိုတာသိနေပါတယ်မကောင်းတဲ့အရာတစ်ခုခုဖြစ်တော့မယ်ဆိုတာသိလိုက်တာကြောင့်သူကသူ့တငယ်ချင်း ROC ကိုသွားပြီးစောစောကဒေါင်းလုတ်ဆွဲထားတဲ့ S ပါတဲ့ဆွဲသီးကိုလှမ်းပေးလိုက်ပါတယ်ပြီးတော့ဘာပဲဖြစ်ဖြစ်ဒီဆွဲသီးကိုဘေးကင်းအောင်တင်ထားဖို့မှလိုက်ပါတယ်အဲ့ဒီနောက်စစ်တပ်ရဲ့ပုံမှုတွန်းနဗီကဘန်ကိုသူတို့နဲ့တူလိုက်ခဲ့ဖို့ပြောပါတယ်ပြီးတော့သူ့ညီ Mice အကြောင်းကိုပါမင်းမြန်းတဲ့အခါဘန်ကသူတို့မစုံဖြစ်တာ15နှစ်ရှိပြီလို့ပြန်ဖြစ်ပါတယ်လူတိုင်းကကြောက်လက်တကြားကြည့်နေတော့စစ်တပ်ကထွက်ခွာဖို့ပြင်ဆင်ပေမဲ့အဲ့ဒီအချိန်မှာပဲဒန်နီကလေးများနဲ့လှမ်းချိန်ပြီးသူ့အဖေကိုလွှတ်ပေးဖို့ချင်းချောက်ပါတော့တဲ့ဘန်ကအခြေအနေကိုထိန်းဖို့ကြိုးစားပေမဲ့မအောင်မြင်ခဲ့ပါဘူးကဆူးကျင်တော့သူကပဲအရင်ဆုံးတနက်မှန်သွားခဲ့ပြီးဒါကြောင့်ဒန်နီကလည်းရန်သူတယောက်ကိုပစ်ချလိုက်ပါတယ်မကြခင်မှာပဲရွာသားတွေကပါစစ်တပ်ကိုဝိုင်းတိုက်ခိုက်ကြပေမဲ့ရှင်းလို့မရပါဘူးလူအတော်များများတည်ဆုံသွားပြီးနောက်မှာတော့တွန်းနဲ့သူစစ်တပ်ဟာဒန်နီကိုဓာစာခံဖြစ်ဖမ်းခေါ်ပြီးထွက်ခွာသွားကြပါတော့တယ်ခဏကြာမှာတော့ချာလီရောက်လာပြီးတွေးရိုင်ထဲမှာလဲနေတဲ့သူ့အဖေကိုတွေ့သွားပါတယ်ဘန်ကနောက်ဆုံးထွက်တဲ့မောင်ဖြစ်သူဒန်နီကိုစစ်တပ်ကဖမ်းသွားပြီးဖြစ်ကြောင်းအခုတော့သူ့ကိုပြန်ကယ်နိုင်မဲ့တခုတည်းသောမျှော်လင့်ချက်ကချီကာဂိုမှာနေထိုင်တဲ့ Mind Space ရှိတော့ကြောင်းပြောပြပါတယ်ချာလီကအဖေဖြစ်သူကိုတောင်းခံထားဖို့ငွေယူတောင်းပန်ပေမဲ့ဘန်ကတော့မဆုံးပါခင်မှာဦးလေးမိုင်းစ်ကိုတွားရှာဖို့မှသွားခဲ့ပါတယ်မျှော်လင့်ထားတဲ့အတိုင်းချာလီဟာဒီဖြစ်ရဲ့ကြောင့်စိတ်ကြေကွဲသွားရပေမဲ့ဝမ်းနည်းနေဖို့အချိန်မရှိပါဘူးသူမကပစ္စည်းတွေသိမ်းပြီးတယောက်တည်းထွက်ခွာဖို့ပြင်ဆင်ပေမဲ့စိတ်ပူနေတဲ့မက်ကီနဲ့အာရွန်တို့ကလည်းချာလီသဘောမကျတဲ့ကြားကလိုက်ပါဖို့ဆုံးဖြတ်ခဲ့ကြပါတယ်သူတို့၃ယောက်ဟာအန်ရများတဲ့လန်ကီတစ်လျှောက်တနေကုန်ခီးနေခဲ့ကြပြီးအချင်းချင်းပုံမရင်းနှီးလာခဲ့ကြပါတယ်နောက်တနေ့မနက်မှာတော့ချာလီကအနီးနားကရေတကုံစီရေသွားခတ်တုံရုပ်ရည်ကျန်းတဲ့နေဆိုတဲ့လူတစ်ယောက်နဲ့ဆုံခဲ့ပါတယ်မိပြက်ပြီးနောက်ပိုင်းကဘာကြီးကမင်းမဲ့စရိုက်ဖြစ်နေတာကြောင့်လူအစ်စ်မှန်သမျှကိုအန်ရလို့သတ်မှတ်ရမှာဖြစ်ပြီးချာလီလိုမိန်းကလေးတစ်ယောက်အတွက်ဆိုကိုဆိုးတာပေါ့တင်လဲသဘောပေါက်မှာပါဒါပေမဲ့ကံကောင်းထောက်မစွာနဲ့နေကသူမရဲ့နာမည်ကိုပဲမေးပြီးလွှတ်ပေးလိုက်ပါတယ်အဲ့ဒီညနေမှာတော့ချာလီတို့ဖွဲ့ကစွန့်ပစ်ထားတဲ့လေရင်ပြက်ကြီးတစ်ခုကိုတွေ့ပြီးအထဲမှာအိတ်ဖို့ဆုံးဖြတ်လိုက်ကြပေမဲ့ကန်ဆိုးချင်တော့အဲ့ဒါကလန်ဒါပြကိုင်းတစ်ခုရဲ့ပုံအောင်ရနေရဖြစ်နေပါတယ်လူဆိုးတွေကသူတို့၃ယောက်ကိုဓာတ်နဲ့ထောက်ထားပြီးတယောက်ကချာလီကိုခေါ်သွားပါတယ်အန်ရရှိမှန်းတိလိုက်တဲ့မက်ကီကပါနက်စွာနဲ့တခြားလူဆိုးတွေကိုသူမအစိတ်ခတ်ထားတဲ့ဝီစကီတွေကိုတိုက်လိုက်ရတောက်ပြီးချင်းမှာပဲလေပင်းနေပြီးတေဆုံးကုန်ကြပါတယ်တစ်ဖက်မှာလည်းကျန်တဲ့လူဆိုးတယောက်ကချာလီကိုစော်ကားဖို့ကြိုးစားနေတော့နေကအချိန်ကရောက်လာပြီးကဲတင်ပေးခဲ့ပါတယ်နောက်တနေ့မနက်မှာတော့သူကချာလီတို့အဖွဲ့နဲ့အတူလိုက်ပါလာခဲ့ပြီးသူကိုယ်တိုင်လည်းချီကာဂိုကိုသွားမှဖြစ်နေလို့ပါ
မက်ကီကတော့အဖွဲ့ဝင်အစ်စ်အပေါ်တန်တရားဝင်နေပြီးဘသူကမှမယုံကြည်ဖို့ချာလီကိုတတိပေးပေမဲ့ချာလီကတော့လူတိုင်းကလူဆိုးမဟုတ်ပါဘူးလို့ပြန်ပြောခဲ့ပါတယ်တခြားတနေရာမှာတော့ဗိုလ်မှူးတွက်နဲ့သူစစ်တပ်နားနေတော့ဒန်နီကခြေချင်းဝတ်တန်ကြိုးတွေကိုဖြုတ်ပြီးထွက်ပြေးဖို့ကြိုးစားပါတယ်သူကတညလုံးပြေးခဲ့တာကြောင့်စစ်တပ်နဲ့ဝေးရကိုရောက်သွားပေမဲ့နောက်ဆုံးမှာတော့ရင်ကျက်ယောဂတစ်ဖောက်ပြီးအိတ်တအိမ်နားမှာလဲကျသွားခဲ့ပါတယ်နာရီနှင်းငယ်ကြာမှသူနိုးလာတော့အိမ်ထဲရောက်နေပြီးအမျိုးသမီးတစ်ယောက်ကသူ့ကိုတနက်နဲ့ချိန်ထားတာကိုတွေ့ရပါတယ်အဲ့ဒီအမျိုးသမီးကသူမကိုသူမ Grace လို့မိတ်ဆက်ပြီးဒီကိုဘယ်လိုရောက်လာလဲမေးပါတယ်ဒန်နီကသူပြန်ပေးဆွဲခံရတာလို့ပြောပြတဲ့အခါမှာအဲ့ဒီအမျိုးသမီးကတနက်ကိုချလိုက်ပြီးတည်ဆုံသွားတဲ့သူမရဲ့သားဖြစ်သူတုံးခဲ့တဲ့ရင်ကျက်ရှူဆေးကိုပေးပါတယ်တခြားတနေရာမှာတော့ချာလီတို့ဖွဲ့ဟာမွေရိုးသမရနိုင်ငံထဲမှာရှိတဲ့ချီကာဂိုမြို့ကိုရောက်ရှိသွားပါပြီအဲ့ဒီနေရာကမြင်ကွင်းကတော့အံ့ဩစရာပါပဲနာမည်ကြီးရစ်လေကွင်းပြင်ကြီးကနွယ်ပင်တွေနဲ့ဖုံးလွှမ်းနေပြီးလမ်းမတွေပေါ်မှာငားတွေကအိမ်နဲ့ပြင်းနေတယ်လို့ဘိုးဆွဲကန်ကအဟောင်းတွေကိုမြင်းလဲတွေဖြစ်ပြောင်းလဲသုံးနေကြပါတယ်ဗန်ပေးခဲ့တဲ့အချက်လက်တိုင်းသူတို့ဟိုတယ်တစ်ခုကိုရောက်သွားပြီးဘာအင်ဂျီဝတ်ထားတဲ့လူကို Miles Matheson ဆိုသူအကြောင်းမေးမြန်းပါတယ်ပထမတော့အဲ့ဒီလူကအဲ့ဒီနာမည်နဲ့လူကိုမသိဘူးလို့ညင်းပေမဲ့ချာလီကသူမရဲ့အဖေခုလေးတင်ဆုံးသွားပြီလို့ပြောလိုက်တဲ့အခါမှာသူကဖွင့်ပြောပါတော့တယ်သူကိုယ်တိုင်က Miles ဖြစ်ပြီးလုံခြုံရေးအရာသူ့ရဲ့အမတ်တညာကိုလှုပ်ဝက်ထားတာလို့ပြောပါတယ်သူကသူတို့ပထမဆုံးစကားပြောမိတဲ့သူဖြစ်နေတာကြောင့်သူ့ရဲ့လှုပ်ဝက်ပုံကတိတ်တော့အလုံးမဖြစ်လာပါဘူးခဏကြာမှ Milesကတူမကိုအထက်ခေါ်သွားပြီးတီးတန့်စကားပြောပါတယ်ချာလီကစစ်တပ်ကသူမအဖေကိုတက်ပြီးဒန်နီကိုဖမ်းသွားတဲ့အကြောင်းအကုန်ပြောပြပါတယ်ပြီးတော့စစ်တပ်ကသူတို့မိသားစုနောက်ကိုဘာလို့လိုက်နေတာလဲလို့မေးတဲ့အခါမိုင်လုစ်ကဘန်ဟာမိပြရတဲ့အကြောင်းရင်းကိုသိနေလို့ဖြစ်ကြောင်းပြန်ဖြေပါတယ်မွန်ရိုးသမရနိုင်ငံရဲ့ခေါင်းဆောင်ချင်းရဲ့မွန်ရိုးကတနိုင်ငံလုံးနဲ့ကဘာကြီးကိုပါစိုးမိုးချင်နေတဲ့ရက်စက်တဲ့အာဏာရှင်တစ်ယောက်ဖြစ်ပြီးအဲ့ဒီအတွက်တင်ကားတွေတိုက်လေယာဉ်တွေနဲ့နျူကလ িয়ার ပုံတွေလိုလက်နက်တွေလိုအပ်နေတာပါဘန်ကမိပြရတဲ့အကြောင်းရင်းကိုသိတဲ့တူးသေးသောသူဖြစ်တာကြောင့်မွန်ရိုးကဘန်ဟာဒါကိုပြန်ပြင်နိုင်လိမ့်မယ်လို့ယုံကြည်နေတာပေါ့ဒါတွေကိုကြားရတဲ့အခါချာလီကမောင်လေးအတွက်ပိုးစိတ်ပူသွားပြီးဦးလေးကိုကူညီဖို့တောင်းပန်ပေမဲ့အံ့ဩစရာကောင်းတာကမိုင်းစ်ကညှင်းပယ်လိုက်ပါတယ်သူကဒီတာဝန်ကအန်ရများလုံးပြီးစွန့်စားရတာနဲ့မတန်ဘူးလို့ပြောပါတယ်စိတ်ပြတ်သွားတဲ့ချာလီကသူ့အဖွဲ့စီပြန်သွားပြီးထွက်ခွာဖို့ပြင်ဆင်ပါတယ်သူမစိတ်မကောင်းဖြစ်နေတာကိုမြင်တဲ့အကာအကွယ်လွန်ခဲ့တဲ့နေကမိုင်းစ်ကိုအားရောက်ရင်ဆိုင်ပြီးရန်ဖြစ်လူနီးပါဖြစ်ခဲ့ပေမဲ့အဲ့ဒီအစားသူ့ရဲ့လက်ကောက်ဝတ်ကတစိမ့်ကြောင့်သူ့ရဲ့လှုပ်ဝက်ချက်ပေါ်သွားခဲ့ရပါတယ်။နေဟာမိုးရိုးစစ်တပ်ရဲ့အဖွဲ့ဝင်တစ်ယောက်ဖြစ်နေပြီးမိုင်းစီရောက်နိုင်ဖို့အတွက်ချာလီတို့ဖွဲ့နောက်ကိုတောက်လျှောက်လိုက်လာခဲ့တာဖြစ်နေပါတယ်။အားလုံးကဒီအမှန်တရားကြောင့်စွန့်သွားပေမဲ့သူတို့ဘာမှမလုပ်ရသေးခင်မှာပဲနေကထွက်ပြေးသွားခဲ့ပါတယ်။သူ့ရဲ့ပုံခိုရာနေရာပေါက်ကြားသွားပြီဖြစ်ပေမဲ့မိုင်းစ်ကတော့သူ့နေရာကနေထွက်ဖို့ညှင်းဆန်နေတော့မှာပဲ။သူကလိုအပ်ရင်စစ်တပ်ကိုတယောက်တည်းရင်ဆိုင်မယ်လို့ပြောပါတယ်။ချာလီနဲ့အဖွဲ့ကကူညီဖို့ပြောပေမဲ့မိုင်းစ်ကသူတို့ကိုအော်ဟစ်ပြီးထွက်သွားခိုင်းပါတယ်။မကြခင်မှာပဲနေအပါဝင်စစ်တပ်အင်အားမြောက်များရောက်လာပြီးမိုင်းစ်နဲ့စတင်တိုက်ခိုက်ကြပါတယ်။လူအင်အားမမျှပေမဲ့မိုင်းစ်ကသူ့ရဲ့အမခံထားတိုင်းစွမ်းနဲ့ဖျက်လက်မှုတွေကိုတုံးပြီးရန်သူတွေကိုတယောက်ပြီးတယောက်တက်ဖြစ်ပါတယ်။မကြခင်မှာချာလီနဲ့အဖွဲ့လည်းပြန်လာပြီးဝိုင်းကူကြတာကြောင့်တိုက်ပွဲကအနှဲငယ်မျှသွားပါတယ်။ရုပ်ရုပ်တဲတဲဖြစ်နေတော့စစ်သားတယောက်ကချာလီကိုတပ်ဖို့စူးစမ်းပေမဲ့အံ့ဩစရာကောင်းတာကနေကအဲ့ဒီစစ်သားကိုဝင်လုံးပြီးမှထွက်ပြေးသွားခဲ့ပါတယ်ခဏကြာမှမိုင်းစ်ကစစ်တပ်ပုံမှုကိုတက်လိုက်ပြီးတိုက်ပွဲကိုအဆုံးသတ်လိုက်ပါတယ်အဲ့ဒီနောက်မှာတော့သူကဒန်နီကိုရှာဖို့ချာလီတို့နဲ့အတူလိုက်ပါဖို့သဘောတူလိုက်တာကြောင့်အားလုံးဝမ်းသာသွားကြပါတယ်ဒါပြီးနောက်မိုင်းစ်ကမိပြတ်တဲ့ညကအတိတ်ကိုပြန်တရိယာသွားပါတယ်ကဘာကြီးတစ်ခုလုံးမှောင်သွားပြီးနောက်သူကသူ့တငယ်ချင်းနဲ့အတူကားပေါ်ကဆင်းပြီးသူတို့ရဲ့ Marine တပ်စခန်းကိုပြန်သွားခဲ့ကြပါတယ်အဲ့ဒီမှာတငယ်ချင်းဖြစ်သူရဲ့လက်မောင်းကတတူးကိုပြတ်တက်ရမှာတော့မိုးရိုးစစ်တပ်ရဲ့တစိမ့်နဲ့ပုံစံတူအခရာဖြစ်နေတာကြောင့်မိုင်းစ်ရဲ့တငယ်ချင်းကတော့လက်ရှိမိုးရိုးသမရနိုင်ငံရဲ့ခေါင်းဆောင်စီဘက်စတီယန်မိုးရိုးကိုယ်တိုင်ပဲဖြစ်နေပါတော့တယ်တခြားတနေရာမှာတော့ဘုံမှုတွန်နဲ့သူ့လူတွေကဒန်နီရဲ့ခြေရာနောက်ကိုလိုက်ရင်း Grace ရဲ့အိမ်ပြင်ဘက်ကိုရောက်လာကြပါတယ်ပထမတော့အဲ့ဒီကျင်နာတက်တဲ့အမျိုးသမီးကကောင်းလေးကိုကယ်ဖို့ကြိုးစားပေမဲ့ဘုံမှုတွန်ကသူမကိုတတ်မယ်လို့ချင်းချောက်တဲ့အခါမှာတော့ဖယ်ပေးလိုက်ရပါတယ်ဒါကြောင့်စစ်သားတွေအိမ်ထဲဝင်ပြီးဒန်နီကိုပြန်ဖမ်းသွားကြပါတယ်သူတို့ထွက်သွားပြီးနောက်မှာ Grace ကမြောက်ခန်းထဲကိုတိတ်တဆိတ်ဆင်းပြီး RNC မှာရှိတဲ့ဆွဲသီးနဲ့ပုံစံတူဆွဲသီးတစ်ခုကိုထုတ်လိုက်ပါတယ်သူမကအဲ့ဒီဆွဲသီးကိုနှိပ်လိုက်တဲ့အခါအံ့ဩစရာကောင်းတော့အောင်အခန်းထဲကမီးတီးလေးလင်းလာပါတယ်။အဲ့ဒီနောက် Grace ကဆွဲသီးကိုသူမကိုယ်တိုင်လုပ်ထားတဲ့ကွန်ပျူတာထဲပလက်ထိုးလိုက်ပြီးတယောက်ယောက်နဲ့စားလိုက်ပြီးဆက်သွယ်ပါတယ်။တစ်ဖက်ကလူကလည်းစစ်တပ်ကသူမရဲ့လှုပ်ဝက်ချက်ကိုမမိသွားလို့စိတ်အေးသွားတဲ့ပုံပါပဲ။တခြားတနေရာမှာတော့ Miles ကအဖွဲ့ကိုအရက်ဆိုင်တစ်ခုစီခေါ်သွားပါတယ်။သူကဘုံနဲ့ပောက်ကွဲစေတဲ့ပစ္စည်းတွေလုပ်ရမှာဆရာကြတဲ့နိုယာဆိုတဲ့သူ့ရဲ့လုပ်ဖို့ကိုင်ပတ်ဟောင်းကိုရှာနေတာပါ။ Miles ကဒန်နီကိုကယ်ချင်ရင်နိုရာလိုကျွမ်းကျင်တဲ့တိုက်ခိုက်ရေးသမားလိုအပ်တယ်လို့ချာလီကိုပြောပြပါတယ်။အရက်ဆိုင်ထဲမှာသူကစုကြီးစားလူဆိုးချို့ရဲ့ရုတ်တရက်တိုက်ခိုက်ခြင်းကိုခံရပေမဲ့ထုံးစံအတိုင်းအနိုင်ရရှိခဲ့ပါတယ်။အဲ့ဒီနောက်သူကလူဆိုးတယောက်ရဲ့လေပင်ကိုညှစ်ပြီးနိုယာရဲ့တီနီယာကိုအတင်းမင်းမြန်းရာသူမကိုစစ်တပ်ကဖမ်းဆီးထားပြီးအခုဆိုကျွန်းအဖြစ်ခိုင်းစေနေတယ်ဆိုတာသိလိုက်ရပါတယ်။ညဘက်မှာတော့ Miles ကအန်ရများလုံးနဲ့ဆိုပြီးဒီခီးကိုတယောက်တည်းသွားဖို့ဆုံးဖြတ်လိုက်ပါတယ်ပြီးတော့ကျန်တဲ့အဖွဲ့ကိုအတိအကျနှစ်ပတ်ကြာမှာအင်ဒီယာနာပြည်နယ်လိုဝယ်မြို့မှာစုံဖို့မှာခဲ့ပါတယ်။ဒါပေမဲ့နောက်တနေ့မနက်မက်ကီနဲ့အာရွန်တို့လိုးလာတဲ့အခါကောင်းပါတဲ့ချာလီတယောက်လည်းလိုက်သွားပြီဆိုတာသိလိုက်ရလို့စိတ်ပြတ်သွားကြပါတယ်။တခြားရွေးချယ်စရာမရှိတော့တာကြောင့်အာရွန်ကဗန်ပေးခဲ့တဲ့ဆွဲသီးကိုမက်ကီကိုပြလိုက်ပါတော့တယ်ပြီးတော့ဗန်ကသူ့ကိုအီလီနိုက်ပြည်နယ်ဂရန်ဘန်ဂျန်မှာရှိတဲ့ Grace ဆိုတဲ့အမျိုးသမီးနဲ့တွားတွေ့ဖို့မှာခဲ့ကြောင်းဖွင့်ပြောလိုက်ပါတယ်။သူတို့နှစ်ယောက်ကချာလီအတွက်စိတ်ပူနေတော့မှဖြစ်ပေမဲ့သူမအဆင်ပြေမှာပါလို့တွေးပြီး Grace ကိုရှာဖို့ဂရန်ဘန်ဂျန်စီဦးတည်လိုက်ကြပါတယ်။လန်ကီမှာသူတို့နှစ်ယောက်က Grace ဟာကဘာကြီးပေါ်လျှက်စစ်မီပြန်ရအောင်လုပ်ဖို့တောချက်ဖြစ်နိုင်တယ်ဆိုပြီးရင်ကုန်စိတ်လှုပ်ရှားနေကြတာပေါ့တစ်ဖက်မှာလည်းဘုံမှုတွန်ကသူ့စစ်တပ်ကိုစခန်းစီပြန်ခေါ်သွားတော့တနက်တန်တစ်ချက်ကြားလိုက်ရပါတယ်ဒါကြောင့်သူကလမ်းကြောင်းပြောင်းပြီးတနက်တန်ကြားရအင်ဝိုလေးတစ်ခုစီလိုက်သွားပါတယ်တကယ်တော့မွေရိုးသမရနိုင်ငံထဲမှာတာမန်ပြည်သူတွေတနက်နဲ့ကြီးစံကိုင်ဆောင်ခွင့်မရှိပါဘူးဒါကြောင့်ပဲလူတိုင်းကလေးများနဲ့တခြားအနီးကပ်တိုက်ခိုက်ရတဲ့လက်နက်တွေကိုပဲ
တုံးကြတာပါပုံမှုတွန်ကစံပြအနေနဲ့အိမ်ပိုင်ရှင်ကိုတနက်တွေအကုန်အဖို့ချင်းချောက်ပါတယ်အသက်ခံရမှာအတူတူပဲလို့သိနေတဲ့အိမ်ပိုင်ရှင်ကတွင်ရဲ့လူတစ်ယောက်ကိုအရင်ပြစ်တက်ပြီးမှသူကိုယ်တိုင်တနက်မှန်ပြီးတည်ဆုံသွားပါတယ်ဒါတွေကိုကြည့်ပြီးဒန်နီတစ်ယောက်ကြောက်လန့်တကြားငေးကြည့်နေခဲ့ရပါတယ်စစ်တပ်ရဲ့စခန်းမှာတော့ဂျင်းနီယံမွန်ယိုးနဲ့တရားဝင်မိတ်ဆက်ပေးထားပါတယ်သူကတော့ဒီရက်စက်မှုတွေအားလုံးရဲ့နောက်ွယ်ကအကြီးကဘီလင်းကြီးဖြစ်ပြီးကဘာကြီးကိုစိုးမိုးဖို့တန်းတနေသူပါမွန်ယိုးကအရက်သားတယောက်ကိုလက်နက်တွေပြက်လက်မှုအကြောင်းစစ်ဆေးမေးမြန်းပေမဲ့အဲ့ဒီကြောက်လန့်နေတဲ့လူကမဖြေတာကြောင့်ရရက်ဆက်ဆက်တက်ပစ်လိုက်ပါတယ်အဲ့ဒီနောက်သူကအခန်းတစ်ခုထဲဝင်ပြီးသူ့ရဲ့အလုပ်သမားတယောက်စီသွားပါတယ်အဲ့ဒီအမျိုးသမီးကတော့အားလုံးကတေးပြီးလို့ထင်နေကြတဲ့ဗန်ရဲ့ဇနီးရေချေဖြစ်နေတာပါပဲမွန်ယိုးကဗန်ဆုံးပါသွားပြီဖြစ်ကြောင်းသတင်းစကားပါလိုက်တဲ့အခါရေချေကတော့တိတိတတ်တာကိုစိတ်ထိခိုက်သွားရရှာပါတယ်တစ်ချိန်တည်းမှာပဲချာလီကတောထဲမှာတနေကုန်ခီးနှင်ပြီးနောက်ဆုံးမှာတော့သူမရဲ့ဦးလေးကိုရှာတွေ့သွားပါတယ်မျောလင့်ထားတဲ့အတိုင်းမိုင်းယုစ်ကသူ့အမိန့်ကိုမနာခံလို့စိတ်ဆိုးနေပေမဲ့ချာလီကမောင်လေးမှာရင်ကျက်ယောဂအပြင်းထန်ရှိတယ်လို့ပြောပြတဲ့အခါမှာသူစိတ်လျှော့လိုက်ပါတယ်မကြခင်မှာသူတို့နှစ်ယောက်ဟာရဟတ်ရင်တစည်းကိုတည်ယူပို့ဆောင်နေတဲ့ကြောမြောက်များကိုတွေ့သွားပါတယ်တကယ်တော့ဂျင်းနီယံမွန်ယိုးကတနေ့မှလျှက်စစ်မီပြန်လာမယ်ဆိုတာကိုတေချာပေါက်ယုံကြည်နေတာကြောင့်ကဘာကြီးကိုစိုးမိုးဖို့အခုကတည်းကပြင်ဆင်နေတာပါအဲ့ဒီကျွန်တွေထဲမှာနိုရာလည်းပါဝင်နေပေမဲ့ကင်းသမားတွေအများကြီးရှိတယ်လို့တယောက်ကဆာနိုက်ပရိုင်ဖယ်ကိုကင်ထားတာကြောင့်သူမကိုကယ်ဖို့ကခက်ခဲပါလိမ့်မယ်အနေရရှိပေမဲ့မိုင်းစ်ကတော့သူ့တငယ်ချင်းကိုကယ်ဖို့အခိုင်အမာဆုံးဖြတ်ထားပါတယ်သူကညရောက်တဲ့အထိစောင့်ပြီးအစီအစဉ်ကိုစတင်ပါတော့တယ်ပထမတော့သူကအာယုံလွှဲပြီးကင်းသမားတွေကိုခေါ်ထုတ်သွားပါတယ်ပြီးတော့ကျွန်တွေရှိတဲ့နားကိုတိတ်တဆိတ်ကတ်သွားပြီးနောက်ဆုံးမှာတော့နိုရာကိုလွှတ်ပေးလိုက်ပါတယ်ဒါပေမဲ့သူစိတ်ပြတ်သွားတာကနိုရာဟာဒီကဘာမှာရှာပါအလုံးနဲ့စနိုက်ပါရိုင်ဖယ်ကိုခိုးယူခြင်းလို့သူမကိုယ်တိုင်ကြုံအဖြစ်အဖမ်းခံခဲ့တာဖြစ်နေလို့ပါအကျိုးအကြောင်းတွေမေးမြန်းပြီးနောက်မိုင်းစ်ကတူဖြစ်သူကိုကယ်ဖို့အကူအညီလိုတယ်လို့ပြောတဲ့အခါနိုရာကချက်ချင်းသဘောတူပေမဲ့အလဲအလှယ်အနေနဲ့စနိုက်ပါရိုင်ဖယ်ကိုပြန်လို့ဖို့ကူညီခိုင်းပါတယ်မိုင်းစ်ကတွတ်ဆုံနေပေမဲ့ရွေးချယ်စရာမရှိလို့သဘောတူလိုက်ရပါတယ်ခဏကြာမှသူတို့၃ယောက်အနီးနားကတဲအိုလေးတစ်ခုတည်းတွားပြီးစီမံကိန်းချကြပါတယ်နိုရာကရန်မုံတွေကိုတုံးပြီးစနိုက်ပါကင်ထားတဲ့ကင်းသမားကိုတတ်ဖို့လက်လုံလက်တစ်ခုလုပ်လိုက်ပါတယ်ဒါပေမဲ့ပြဿနာကအဲ့ဒီလက်နက်ကမီတာနှင်းငယ်အကွာဝေးကနေပဲအလုပ်လုပ်မှာပါဒါဟာတယောက်ကအဲ့ဒီကင်းသမားနဲ့ကတ်သွားပြီးပြရမယ်လို့ဆိုလိုတာဖြစ်ပြီးမိုင်းလစ်နဲ့နိုရာဆိုရင်တော့ရန်သူကချက်ချင်းရိပ်မိသွားမှမို့ချာလီတယောက်ပဲလုံနိုင်မဲ့ရွေးချယ်စရာဖြစ်လာပါတယ်မထွက်ခွာခင်မှာမိုင်းလစ်ကချာလီကကင်းသမားကိုတတ်လိုက်တာနဲ့ကြံတဲ့ရန်သူတွေကိုသူတို့အမြန်ရှင်းပစ်မယ်လို့ကတိပေးပါတယ်မကြခင်မှာပဲချာလီကလက်နက်ကိုအင်ဂျီလက်ဆက်ကူထဲဝက်ပြီးလမ်းပြောင်းနေတဲ့ခီးသွားတယောက်ဖြစ်ဟန်ဆောင်ကကင်းသမားတွေစီချင်းကပ်သွားပါတယ်ပြီးတော့စနိုက်ပါကင်ထားတဲ့ကင်းသမားနာရောက်တာနဲ့သူ့ကိုချက်ချင်းလှုပ်ကြံလိုက်ပါတယ်တခြားကင်းသမားတွေဘာမှမလုပ်နိုင်ခင်မှာပဲမိုင်းစ်နဲ့နိုရာတို့ကဝင်ရောက်စီးနင်းပြီးအကုန်လုံးကိုအပြည့်ရှင်းလိုက်ကြပါတယ်တိုက်ပွဲအပြီးကျွန်တွေကိုလှုပ်ပေးတဲ့အချိန်မှာနိုရာကသူမစနိုက်ပါခိုးရတာဟာမွန်ယိုစစ်တပ်လက်ကနေနိုင်ငံကိုလွတ်မြောက်အောင်လုပ်ချင်တဲ့မျိုးချစ်တော်လန်ရေးသမားတွေအတွက်ဖြစ်တယ်လို့ဖွင့်ပြောပါတယ် Grand Bank မှာတော့ Grace တယောက်ကွန်ပျူတာရိုက်နေတော့တယောက်ကအိမ်ထဲကိုအတင်းဝင်လာပြီးသူမကိုရင်ဆိုင်ပါတယ်အဲ့ဒီလူမှလည်းသူမစီကလို့ဆွဲသီးတစ်ခုရှိနေပြီးအဲ့ဒါကနေသူ့ရဲ့တေဇာတို့ Tesus တက်ခဲကိုလျှက်စစ်စွမ်းရည်တွေထုတ်လုပ်ပေးနေတာကိုမြင်ရပါတယ်တစ်ဖက်မှာလည်း Miles ကနိုရာကိုတော်လန်ရေးအဖွဲ့ကနေထွက်ဖို့အစွမ်းကုန်ဖြောင်းဖြပေမဲ့သူမကညှင်းဆိုပါတယ်ဒီနေရာမှာသူတို့နှစ်ယောက်ဟာတစ်ချိန်ကချစ်သူတွေဖြစ်ခဲ့ပြီးမိပြက်ပြီးနောက်ပိုင်းမှာလမ်းခွဲခဲ့ကြတာလို့သိရပါတယ်ချိန်တွေ့တဲ့အချိန်ဖုန်းလေးတောင်ပုတ်ခွင့်မရတော့တာကြောင့်အချင်းချင်းသဘောမကျမှန်းတီးသွားကြလို့ဖြစ်မှာပါမကြခင်မှာသူတို့ဟာဖုန်းတော်ကြီးတစ်ပါးဥဆောင်တဲ့တော်လိုင်းရေးစခန်းကိုရောက်သွားကြပါတယ်ဖုန်းတော်ကြီးကနိုရာစနိုက်ပါယူလာနိုင်လို့ဝမ်းသာပေမဲ့သူတို့ရဲ့စစ်တပ်ခုလေးတင်ခြုံခိုတိုက်ခိုက်ခံရတယ်ဆိုတဲ့သတင်းဆိုးကိုပြောပြပါတယ်အဖွဲ့ကစခန်းထဲဝင်သွားတဲ့အခါတေဆုံးနေတဲ့သူဒါမှမဟုတ်ဒဏ်ရာအပြင်းထန်ရနေတဲ့သူတွေကိုတွေ့လိုက်ရပါတယ်ဖုန်းတော်ကြီးကသူတို့လူတစ်ယောက်ပျောက်ဆုံးနေတယ်လို့ပြောတဲ့အခါမိုင်းစ်ကလူတိုင်းကိုဒီနေရာကနေချက်ချင်းထွက်ခွာဖို့ပြောပါတယ်သူကစစ်တပ်ကအဲ့ဒီပျောက်သွားတဲ့လူကိုစစ်ဆေးမင်းညံ့နေမှာဖြစ်ပြီးသူတို့နေရာပေါက်ကြားဖို့ကအချိန်ပိုင်းပဲလိုတော့တယ်လို့ယုံကြည်နေလို့ပါနိုရာကသဘောတူပေမဲ့ဒဏ်ရာရတဲ့လူတွေကိုဆေးထည့်ပေးဖို့မိနစ်30လောက်အချိန်တောင်းပါတယ်ကန်ဆိုချင်တော့သူတို့ရဲ့ဆုံးဖြတ်ချက်က အမှားကြီးမှသွားခဲ့ပြီးမိနစ်အနည်းငယ်ကြာမှပဲဘုံမူအာဒန်ဥဆောင်တဲ့စစ်တပ်ရောက်လာပါတော့တယ်အချိန်ဆွအဲ့နိုင်ဖို့အတွက် Miles ကသူတို့ရဲ့အတော်ဆုံးတနက်သမားကိုစနိုက်ပါနဲ့အတူအပေါ်ထက်ကိုတက်ခိုင်းလိုက်ပါတယ်အဲ့ဒီလူကစစ်သားတော်များများကိုပြစ်ချနိုင်ခဲ့တာကြောင့်စစ်တပ်နောက်ဆုတ်သွားရပြီးအစီအစဉ်ကအောင်မြင်ခဲ့ပါတယ်ဒီလိုနဲ့အပြန်အလှန်တိခတ်မှုကညအချိန်ထိကြာမြင့်သွားခဲ့ပါတယ်စခန်းထဲမှာတော့ Miles နဲ့အဖွဲ့ကတခြားတစ်ဖက်ကိုထွက်ပြေးနိုင်ဖို့နေရန်ကိုတူးပြီးဥမြင့်လိုင်းကောင်းလုပ်ဖို့ကြိုးစားကြပါတယ်ဒါပေမဲ့နေရန်ကပြိုကျပြီးသူတို့တူးထားတဲ့တွင်းထဲကျသွားတာကြောင့်သူတို့ရဲ့ကြိုးစားမှုတွေအကုန်လားတဖြစ်ပြီးအစီအစဉ်ပျက်စီးသွားခဲ့ရပါတယ်။တစ်ချိန်တည်းမှာပဲအမိုးပေါ်ကစနိုက်ပါသမားလည်းအသက်ခံလိုက်ရပါတယ်။မကြခင်မှာဘုံမှုအာဒန်နဲ့သူ့လူတွေစခန်းထဲဝင်လာပြီးမဲ့မိုင်းစ်ကသူ့ရဲ့ကျန်းတန်းတဲ့ဓာတ်တိုင်းတွေကိုပြန်ထုတ်သုံးပြီးလူအချို့ကိုတက်ကအာဒန်ကိုဒဆခံဖြစ်ဖမ်းဆီးလိုက်ပါတယ်။ပြီးတော့သူ့ကိုအခန်းတစ်ခန်းထဲမှာချီနှောင်ပြီးထွက်ပြေးဖို့နီးလက်ရှာပါတော့တယ်။အံ့ဩစရာကောင်းတာကအာဒန်ကမိုင်းလစ်ကိုမှတ်မိနေတာကြောင့်အခန်းထဲကလူတိုင်းစုံသွားကြပါတယ်။ချာလီကသူတို့အချင်းချင်းဘယ်လိုသိတာလဲလို့မေးတဲ့အခါမှာတော့အာဒန်ကမိုင်းလစ်ဟာအတိတ်တုန်းကဂျင်းနီယံမွန်ယိုးရဲ့လက်ရယုံကောင်းဆောင်ဟောင်းတယောက်ဖြစ်ခဲ့ပြီးတကယ်တော့ဒီလောက်ကြောက်စရာကောင်းတဲ့မွန်ယိုးစစ်တပ်တစ်ခုလုံးကိုကိုယ်တိုင်တင်တန်းပေးပြီးတည်ထောင်ခဲ့သူဖြစ်တယ်ဆိုတဲ့အမှန်တရားကိုဖွင့်ချလိုက်ပါတော့တယ်။ဒီလျှို့ဝှက်ချက်ပေါ်သွားပေမဲ့လည်း Miles ကတော့သူတို့ကိုဒီကနေလွတ်မြောက်အောင်လုပ်ဖို့ပဲအာရုံစိုက်ထားပါတယ်။သူကမွန်ယိုးစစ်တပ်စီမှာသူကိုယ်တိုင်အဖမ်းခံမဲ့စာသူ့အဖွဲ့ကိုဘာမှမလုပ်ဖို့အာဒန်နဲ့အပေးယူလုပ်ပါတယ်။အာဒန်ကလိန်ပြောနေတာဖြစ်နိုင်ပေမဲ့ဘာကြောင့်လဲမသိပဲသဘောတူလိုက်တာကြောင့် Miles အဖမ်းခံပြီးပါသွားခဲ့ပါတယ်။အဲ့ဒီနောက် flashback အတိတ်ဇာတ်လမ်းရမိပြက်ပြီးနှစ်ပတ်ကြာမှ Miles ကသူ့ကိုယ်နဲ့တငယ်ချင်းဖြစ်သူမွန်ယိုးကိုရှာဖို့ချီကာဂိုကိုထွက်လာခဲ့တာဖြစ်ကြောင်းပြသပါတယ်။လန်ကီမှာသူတို့နှစ်ယောက်ဟာလူတစ်ယောက်ကိုရိုက်နှက်နေတဲ့လူနှစ်ယောက်နဲ့ဆုံခဲ့ပြီး Miles ကသူ့ရဲ့တနက်ကိုထုတ်ကအဲ့ဒီလူဆိုးတွေကိုပြစ်တက်လိုက်ပါတယ်။အဲ့ဒီနောက်တငယ်ချင်းနှစ်ယောက်ကခံရတဲ့လူကိုတွဲထုတ်ပေးလိုက်ရအဲ့ဒီလူကတော့အခုလက်ရှိဘုံမူအာဒန်ကိုယ်တိုင်ပဲဖြစ်နေပါတော့တယ်။ဒါကြောင့်ပဲအခုချိန်မှာလမ်းစဉ်မတူပေမဲ့သူက Miles ကိုလေးစားနေတာပါ။ပြစ်စုံပံမှာတော့စစ်တပ်က Miles ကိုသူတို့စခန်းစီခေါ်သွားတော့တရားတစ်စင်းအနီးမှာရုတ်တရက်ပောက်ကွဲမှုတစ်ခုဖြစ်သွားပါတယ်။
အားလုံးလန့်သွားတဲ့အချိန်မှာနိုယာနဲ့ချာလီတို့ရောက်လာပြီးမိုင်းလစ်ကိုကဲထုတ်သွားကြပါတယ်ပြီးတော့စစ်တပ်ကနောက်ကနေလိုက်မလာနိုင်အောင်နောက်ထပ်ပောက်ကွဲမှုတစ်ခုကိုပါပြုလုပ်ခဲ့ကြပါတယ်တခြားတနေရာမှာတော့ Grace ကိုရှာဖို့ခီးထွက်လာတဲ့မက်ကီနဲ့အာရွန်တို့ဟာသူမရဲ့အိမ်ကိုရောက်သွားပြီးမဲ့ဆွတ်ပစ်ထားတာကိုပဲတွေ့ရပါတယ်အာရွန်ဟာဂိုးကိုဝန်ထမ်းဟောင်းတစ်ယောက်ဖြစ်တာကြောင့်ကွန်ပျူတာတွေအကြောင်းကောင်းကောင်းနားလည်ပြီးမြေအောက်ခံနဲ့ဆင်းတဲ့အခါ Grace ရဲ့ကွန်ပျူတာကိုတတိပြုမိသွားကဒါဟာခုလေးတင်မှာစောက်ထားတာဖြစ်ပြီးဒီနေရာမှာလျှက်စစ်မီးရှိခဲ့ဘူးလေဆိုတာချက်ချင်းသိလိုက်ရပါတယ်ဒါပေမဲ့သူကအဲ့ဒီဆက်ကိုနိုင်ပေါင်းများစွာစစ်ဆေးပေမဲ့ဘာအစအနာမှရှာမတွေ့ခဲ့ပါဘူးမော်ပန်းသွားတဲ့အာရွန်ကအပေါ်ထက်တက်ပြီးမက်ကီကိုစိတ်ပြက်လက်ပြက်နဲ့ပြောပြနေတော့သူ့အိတ်ထဲကဆွဲတီးကရုတ်တရက်လင်းလာပြီးအနီးနားကနှစ်ချက်ထဲကနေတချင်းတန်ကြီးထွက်လာပါတော့တယ်အဲ့ဒီနောက်မှာတော့ဆယ်ငါနှလုံးလုံးပိတ်နေတဲ့မက်ကီရဲ့ဖုန်းကြီးပါအလိုလျောက်ပွင့်လာပြီးနှစ်ပေါင်းများစွာကွဲကွာခဲ့ရတဲ့သူမရဲ့ကလေးတွေရဲ့တပ်ပုံကိုပြန်မြင်လိုက်ရတဲ့မြင်ကွင်းနဲ့အတူဒီပိုင်းလေးကပြီးဆုံးသွားခဲ့ရပါတယ်ခင်ဗျာ